Making visits အလဲပတ်သွားခြင်း You are welcome to our home ကျွန်တော်တို့အိမ်ကိုလာလဲတာကြိုဆိုပါတယ် Come on in အထဲကိုကြွပါ You are right on time ခင်ဗျားကတော့အချိန်မှန်နေတာပဲ Yes I always like to be punctual ဟုတ်ကဲ့ကျွန်တော်ကအချိန်မှန်တာသဘောကျပါတယ် Please sit down ထိုင်ပါခင်ဗျာ Make yourself at home ကိုအိမ်လိုသဘောထားပါအမနာပါနဲ့ How are you နေကောင်းပါရဲ့လား Very well Thank you နေကောင်းပါတယ်ကျေးဇူးတင်ပါတယ် Would you like to have a cup of coffee ကော်ဖီတစ်ခွက်လောက်တောက်မလား No thanks I don't drink coffee I prefer tea No နေပါစေ Thanks ကျေးဇူးတင်ပါတယ် I don't drink coffee ကျွန်တော်ကော်ဖီမတောက်ပါဘူး I prefer tea ကျွန်တော်လက်ဖက်ရည်ကိုပိုကြိုက်ပါတယ် You know ခင်ဗျားလည်းသိတာပဲ Neither tea nor coffee is too good for us လက်ဖက်ရည်ရောကော်ဖီပါကျွန်တော်တို့အဖို့မကောင်းလာဘူး Why is that ဘာဖြစ်လို့လဲ Because sugar is very expensive တရားဈေးကကြီးလွန်းတယ် Oh look there is ကိုမောင် coming ဟောဟိုမှာကိုမောင်လာနေတယ် You don't know him do you ခင်ဗျားသူ့မသိဘူးလား I have seen him before သူ့ကိုအရင်မြင်ဘူးပါတယ် But ဒါပေမဲ့ I have not been introduced မိတ်ဆက်ပေးမဲ့သူမရှိလို့မသိခဲ့ရပါဘူး All right then ဒါဖြစ်ကောင်းပြီလေ I will introduce you ခင်ဗျားကိုကြုံမိတ်ဆက်ပေးပါမယ် May I introduce my friends ကျွန်တော်မိတ်ဆွေနဲ့မိတ်ဆက်ပေးပါစေ This is ကိုစိုး and this is ကိုမောင်ဒါကတော့ကိုစိုးဒါကတော့ကိုမောင်